cái ông mới măng là ba mà thà đó măng gì ba chọc tí ngã tông phu mà đây hả ba mà lông chi đi à để làm gì lông chi đi à được trồng phu nè lông mấy giờ bà đấy lông ăn tăng này à đó trồng phu tông lông chỗ lông tí là trồng phu lấy lông ngã lông giờ bà nó là khu chính à mà đèn tí mà lô sa ba dạ là bà quay khu chính à bằng đấy là mà tiêu sa ba dạ đấy tại vì à khá đấy tụi tí này dạ chính đã khu mà đèn tí đi à bố lô chua bà đấy tại vì có cả là khai chính con này à bố rồi quay khai chính con nắng cái khe này đã đua phê mê đoan của bố bê chẳng này solo đã bao vàng cùi như bây giờ ba cọc bây giờ ba thế mà gì bây giờ mà nó thế à thế mà đó tê nê tô lê ngà chọ quen xị cú tê sét tê sét nê sét tông sét lê sét ngà sét chọ sét quen sét xị sét cú nè sét tê nè sét nê nè sét tông nè sét lê nè sét ngà nè sét chọ nè sét quen nè sét xị nè sét cú tông sét tê tông sét nê tông sét tông tông sét lê tông sét ngà tông sét chọ tông sét quen tông sét xị tông sét cú lê sét tê lê sét nê lê sét tông lê sét lê lê sét ngà lê sét chọ lê sét quen lê sét xị lê sét cú ngà sét bà nó thong su thì ra là bà su ngà sét thong su này su ngà sét ngà tông phu bà thảo khu toa bộ bây bà mẹ rồi mang giờ mà là bà sọc tí à xa bà đây vào thế mà đồng mà mi là mà phải mà giá lên để phải lên rồi mi trả lại vào thế mà đồng mà aku ada medan tí thì xong cha ba tí thì bảo quét chủ bà đấy thì along chi để cả thì mấy giờ thì along chi để cho là thòng buồn là lông mấy giờ bà nó để thòng buồn là lông mấy giờ bà đấy thì along chi để cả đi ra đó chủ đấy thà ra thòng buồn lê lông giờ là bà lê lông ngà lông tông lông là thà ngà tông phu thà sang biển từ bụi bà từ bụi về quả mày nó thà apang ngà đó thà phần là bằng có cả lẽ số hàngแต่งาต้องผู้ยาผู้หาปางงาจะปางนับปางต้งบางก็กะละวะปางต้งบางก็มางาต้องผู้โลยะละวะโลเนาะแกအဲ့ဒါတွားပြီးတော့မှပို့ပေးပါမယ်လို့အခုကတော့မောင်ရွာကိုပို့ချီပါတော့မယ်လို့ဒါတော့မို့ပါကွာ6နှစ်ခေါ်ပေါင်းပေးအောင်လို့နတ်ဆောင်ဝရခဲ့တယ်လေးပါကွာတော့မောင်ရွာအဝางလန်းကိုရောက်ပါပြီမောင်ရွာအဝางချမ်းမောင်ထဲမှာကွာဒီပကိုရောက်နေတဲ့သမီးကနေပြီးတော့မှရွာမှာရှိတဲ့အဖေအမေတွေရှောက်ပြက်ပြီးတားသေးအောင်လို့တဲ့ငငယ်တုန်းကသူရှိရတဲ့ဝပန်းကိုအဲ့လိုငယ်နာတော့ဝယ်ကြတာတဲ့အဲ့ဒါအခုအိမ်မှာမေလူကြီးတယောက်ပဲရှိရတော့ခါတဲ့အဲ့ဒါရှောက်ပြက်ပြီးဝယ်ပေးချင်တယ်ဆိုတော့ဒါတော့ပို့ပေးမလို့ပါဟိုကမောင်ရွာအဝางလည်းရောက်ပါပြီအင်္ဂါလာမသိဘူးမေးပြီးတော့မှသွားမှာမောင်ရွာဝางလေးတော့မြန်နေရပါပြီအမဒါလေးကတော့တတရာလေးတော့အခုချိန်ကတတရာလေးကွအချိန်အားဖြင့်ကတော့7နာရီခွဲပါထမောင်းတော့မသားဘဲနဲ့ပို့လာတာဖေအမေတွေတော့ဆိုတော့ခါစမ်းတော့မသားကြဘူးလားလေအမမဲနဲ့တောင်းကြလဲပါလာတော့အခုချိန်ကဒါလာနောက်စားတော့တီးစီကိုမိုရှာပြန်ရှောက်တီးတွေဝဲပြီးတော့ကကြမှာဒါအခုနေ့လေစားတာမစားသေးပဲနဲ့ကိုပို့လာတော့ပါစိတ်ကပို့ချောင်းနေရတာလာတော့ကိုကရှုခါတော့ကြည်တယ်တော်လာနော်လာတော့တော့လေအဝါမှာဒါတဲ့လာတယ်နော်စကောင်းနေရတာရလေးပါချောင်းတော့မေးကြတာဆေးရုံလမ်းနဲ့ရှေ့သွားမပြောတာပဲလမ်းကြီးတိုင်းရှေ့သွားတယ်ပြီးတော့လမ်းမှာရောက်မှပဲဝေးတဲ့လမ်းမှာကြီးတယ်လမ်းမှာကြီးတယ်ဘယ်လမ်းမှာကြီးသွားလဲမသိဘူးအားတော့မဟုတ်ပါဘူးစီကိုတော့လမ်းမှာကြီးရောက်မှပဲချိုးဆိုတော့တနလမ်းမှာကြီးပြစီတောင်ဝဲထောက်တဲ့ဟာဥသိန်းလွင်ဟုတ်တယ်ထောင်တဲ့မသိဘူးမေးကြည့်ရမှာပဲတောင်ဝဲရလွန်ခါခဲ့ရတယ်
ကယ်ဦးသိန်းလွင်လားဦးသိန်းလွင်လားဟုတ်ပါဘူးဟောဦးသိန်းလွင်တော့ငါဘယ်နှမှာလဲဟောဦးသိန်းလွင်တော့အင်္ဂလားဦးသိန်းလွင်တော့အင်္ဂလားဟောတမီးကပါလက်ခဏတမီးကလည်းပေါ်မှာဦးသားနာတိတာလဲဟောဖုန်းတက်ခလားဖုန်းလိုက်မိရလားဟာတဖုန်းပြဒီတော့ဆွဲစားကြတော့ဆန်းချောင်းနာကဥမြင့်သိန်းလိုက်မှာစမ်းပါဆရာမကြီးတွေကသိလားသိတယ်ဗျအဲ့မှာစမ်းပါပြောတော့ကဟမ်နောက်ကြလို့လို့အဲ့ဒါအကြောင်းတွားတော့မှမနာတော့ဘူးတခါကြီးတမသမီးရောဗီဒီယိုတောင်ပေးမယ်လို့အလွမ်းကြည့်သိအောင်လို့အဲ့မှာငငယ်တော့ကတခါကြီးကဟိုဆိုင်ကနာရှော့တီဝယ်ရောက်တယ်တဲ့ဘာငိုတဲ့အဲ့ဒါအခုချိန်ကတခါကြီးရှော့တီကအခုကမတန်သိချိန်လဲမတန်သိချိန်ဆိုတော့ရှားတယ်ရွာထဲမှာတော့မှသိမရှိဘူးအဲ့ဒါပြီးအောင်က3bằng ရှာခဲ့ရတာဦးဇာလေးတွေရှော့တီဆောင်းမရှိဘူးအဲ့ဒါရွာထဲကတော့မှအကွက်ရွာထဲကမြန်တော့တက်ချင်းဦးသားရှော့တီရပါလားကားတဲ့ရအောင်ရှာတမကတိကတက်ရှာတာတော့ရတယ်အဲ့ဒါအဖေမေတွေတော့ကဦးသားလည်းပို့ပေးဆံကနာအဝေးကနေဆိုတော့ကပြီးတော့သူကြီးရရံတော့လေဒီကဦးသားကလည်းပဲတဲ့ဒီလိုလူသားရှိတယ်အဲ့မှာဦးသားရအောင်ရောပြီးမှာဟုတ်ပြီနားမလားလို့ပြောတယ်မနာဟိုဟာဆွမ်းချိန်တော့ကြမှာကြောင်းလို့ဒီမှာဆက်နေထိုးတော့မှာကြောင်းလို့ဒီကခဏရောက်ပဲဗျအဲ့ဒါတခါကြီးဟောလားရှော့တီးက3 bằng ဆိုတော့ခါဟိုတလုံးနဲ့တလုံးဟိုဟာအပန်ကွဲတယ်ကျအရတာတစ်မျိုးတော့ပြောင်းမှာတော့တခါကြီးရှမ်းပြီအဲ့ဒါတမဟိုဟာရွာထဲမှာရှားတယ်အခုချိန်ကမရှိသေးဘူးတပြည့်မတန်သိချိန်ဆိုတော့အပန်လည်းမသိဘူးဒါပြည့်ပုံမှန်ထားလဲချိုရလဲအခုဆောက်ဘူးပါကြိုက်တယ်ဗျဟုတ်ပြီကဲဘာမှမလုပ်ရကဲတက်ချင်ကြမှာတိချမ်းတော်လို့တင်နေပြီပါဒီနောက်လည်းပြီးတော့ဒီမီးရတယ်လို့ရက်တော့ဝီဒီယိုဆိုင်ကလည်းပြီးတော့ကောင်းဘူးရတော့ခါကျချားလည်းမတည်ဘူးအားလည်းမတည်ဘူးဩအဲ့ဒါမတည်ဘူးတော့ကအမေသားလို့ခေါ်တယ်ကချက်သားဆက်ရတယ်ဟုတ်ပြီဦးသားဒီလိုခေါက်ရောက်တယ်မရှိဘူးကွာထင်းနှင်းကြောင်းတော့ဒီရောက်တယ်ဗျထင်းနှင်းကြောင်းကိုအကြည့်ပပန်းကဦးသားကပခုတ်ကူမှာနေတာရဆက်နာလိုက်မှာလဲအဲ့ဒါအခုမှပခုတ်အလေတဲ့နိုင်သားနာတူတယ်အဲ့မနေတာဒီတော့ငယ်လေးတုန်းကဦးသားမွေးတော့မလို့ဘူးဦးသား65မွေးတာဒီလေးတုန်းကဒီလိုတော့လူချင်းပါတာဗျဒီမှာရလိုက်တာခုဇောပြီးသားတယ်ဒီကဖေးစစ်ကြောတော့မှပြီးတော့အခုရေတော့ကိုပြန်ခဲ့တာစောင်းဆောင်မှာမြစ်တင်တော့တဲ့တာဗျယူကတိရတဲ့တာဗျအဲ့ဒါသူပြတယ်ပြီးတော့မင်းကအမြဲတမ်းသူပြဆုံးမှုပြကြပြီအမီလေး6တိုင်းနေတာဆုံးပါဗျအခုတခိုင်းတော့ခိုင်းနေရလားဟုတ်ဗျအဲ့ဦးသားအေးစီစကားပြောပါတော့မဟိုမိနစ်20ပဲလို့တော့ဆွမ်းချိန်တော့ပြမှာကြောင်းလို့ဒါပဲရန်နေရဗျရတဲ့တော့လာတည်းတော်လိုက်ရဟုတ်တယ်ဒီကြောင့်အဲ့ဒါသူ့ကိုမေးခဲ့ရတာအိမ်ကဘယ်နှမှာလဲလို့အကျန်းဒါတော့တယ်လန်းသွားဆိုတော့အကျန်းသိခဲ့တယ်တရားလမ်းမှာလဲနှစ်ခါမေးခဲ့သေးတယ်တော့ဘယ်နှမှာလဲလို့တော့ကတော့ဆရာပြတယ်အဲ့ဦးသိန်းလွင်ကျောင်းဆရာလို့ပြောတယ်လို့ပြောတာအဲ့ဒါကြောင့်တော့ခဲ့တာသမီးကအဲ့ဒါတခါကြီးကိုစားပြောင်းလို့လဲအဲ့ဒါဝယ်ပလိုက်တာဟုတ်တော့ဗျအဲ့ဒါရှားခက်တဲ့ရွာထဲမှာဟိုဒီပြီးတော့အပန်းတိုင်းမသိသေးဘူးခုချိန်ကကိုဖိုးလို့ဟိုဖိုးလိုက်ကိုဖိုးလိုက်သိတယ်ကနေကလာတာဟုတ်မှာပြီးတော့လည်းကိုကလာပြီဗျဟုတ်ပြီတဲ့ဆိုင်နေဦးရောက်လို့ရဟိုမီးစားအောင်လုပ်တဲ့ချင်းကြီးမှလေထင်းတော့ကတပြီးတော့ရောက်တော့တာစကစီလို့ပြရတော့ဦးလည်းနေတော့တယ်လို့ဦးကြီးလည်းပြကြီးအဲ့ကိုလည်းမျိုးနောင်နာလန်တော့ဘကတဲ့အင်းနာကိုတယောက်ဆုံးတော့ပြီဆိုတော့အတိုင်းမှာစားဘူးလေဗျဟုတ်မှာဟိုကတော့တော့ခေါ်ပြဗျဟုတ်ပြီညအခုကတော့ပြောင်းလဲနေပါပြီဟုတ်ပြီဟိုပြီးတော့ပြောတော့ပြောစကားကပြဿနာကိုတော့ဒီဟိုပုံစံတော့တခါပုံစံလောရပကင်းတော့ခါကြတော့ကြင်ရတော့ရိုက်ကွာတဲ့ခါလိုကင်မရာဟိဒီကန်လေးပြီးတော့ဟယ်လိုဆိုကိုတော့လည်းဆိုဘာပြောတော့လည်းဆိုဘာပြောအခုပုံကလည်းဘယ်လိုလဲဘာမနော်ရတယ်ဗျဟုတ်ပြီရက်ပြီပြန်လေးပြတားရှင်းမပြတာကလေးတွေပြဒါပြီးတော့ပုံပြဒါပြီးတော့သူလေးပုံပြဒီပဲပုံတော့တင်းမြက်လွင်လားတမဗျတင်းမြက်ဟုတ်အဲ့ဒါသူကနေပါတဲ့ခါတယ်လို့ဒီလိုတော့ရခါကြတော့ပြီးတော့တားဟုတ်ပြီ